သိန်း channel လေးကနေကြိုဆိုလိုက်ပါတယ်ချူသိန်းရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးကြပါအောင်เนาะအခုအရင်တော့ဒီနေ့ကတော့ foundation လေးအရင်ဆုံးချပါတယ်ဒီနေ့ပြင်ရမယ့် look ကတော့ smoky eye look လေးပေါ့เนาะချူသိန်းရဲ့သင်တန်းသူလေးကနေပြီးတော့လိမ့်ပြသွားမှာဖြစ်ပါတယ် foundation လေးအရင်ဆုံးချပြီးတော့ဖော့လေးနဲ့လိုက်ဖြတ်နေပါတယ်ရှင်ဖော့လေးနဲ့လိုက်ဖြတ်နေပါတယ်ပြီးတဲ့အခါမှာ highlight control ပေါ့နော်တစ်ခါလေးချပါတယ်ချပြီးတော့ဖော့လေးနဲ့ပဲလိုက်ဖြတ်နေပါတယ်ရှင်တနက်တက်ချင်နဲ့စုံစမ်းလို့ရပါတယ်နော်ဖော့လေးနဲ့လိုက်ဖြတ်နေပါတယ်မျက်လုံးအောက်လေးတွေပေါ့နော်အဲ့ဒါလေးနဲ့ဖော်လေးနဲ့လိုက်ဖြတ်နေပါတယ် control လေးတွေပြီးတဲ့အခါမှာပေါင်နာလေးလိမ့်ပါတယ်နော်ပေါင်နာလေးကိုယူပြီးတော့လက်လေးနဲ့နည်းနည်းရှော့လေးရှော့လို့ပြီးတဲ့အခါမှာမျက်နှာကိုလိမ့်နေပေါ့နော်မျက်နှာပေါ်တင်ပါတယ်ရှင်ပြီးတဲ့အခါမှာမျက်လုံးအောက်ပေါ့နော်အကုန်လုံးဒါပြီးပန်းနာလေးနဲ့ပဲလိုက်သိပ်ပါတယ်ပြီးတဲ့အခါမှာ eyeshadow ချချေပါတယ်ဘာဖြစ်လို့အောက်မှာပေါင်နာချတာလဲဆိုတော့ smoky eye ဖြစ်မှာဖြစ်တဲ့အတွက်မျက်လုံးအောက်ကိုပေါ့နော်အမှုန်တွေကျမှာဆိုလို့ပေါ့နော်ကျရင်ဖြတ်လို့မလွယ်ကူလို့ပေါ့နော်အဲဒါကြောင့်မို့ပေါင်နာလေးအောက်မှာချထားပြီးတော့မှအရင်ဦးဆုံးအညိုလေးစပြီးတော့ချဲပါတယ်ပေါ့နော်မျက်လုံးတစ်ပြင်းလုံးကိုပေါ့နော်တစ်ပြင်းလုံးအညိုလေးစချဲပါတယ်နီညိုရောင်လေးပေါ့နော်မျက်ခုပ်အပေါ်ပေါ့နော်ပြီးတဲ့အခါမှာအောက်ဘက်ချမ်းမှာပေါ့နော်မျက်eyeshadowပေါ့နော်ထည့်ပါတယ်မျက်လုံးအောက်တွေပါတစ်ခါလေးထည့်ရပေါ့နော်ပြီးအပြားရောင်ပေါ့နော်အနက်ရောင်ပေါ့နော်အနက်ရောင်ပေါ့နော် eyeshadow တင်ပါတယ်ဒီအောက်ဘက်ချက်နဲ့လည်းဖြည့်ပါတယ်မျက်စက်လေးနဲ့ညှက်ထားပါတယ်ပေါ့နော်မျက်တောင်တူတက်ဖို့အတွက်ပေါ့နော်မျက်စက်လေးနဲ့ညှက်လို့ပြီးတဲ့အခါမှာမက်စကာလာလေးကော့ပါမယ်
mascara လေးတော့နှစ်ဖက်စလုံးကုတ်ပေးပါမယ်မိပြက်နေတဲ့အတွက်ချွတ်သိန်းတို့သိခဲ့ပြီးတော့ကြည့်ပေးပါလို့ mascara လေးကုတ်ပါတယ်ပြီးတဲ့အခါမှာမျက်တောင်တူပေါ့နော်တက်နေပါတယ်မျက်တောင်တူတက်နေပြီးတော့ခုံးတက်လေးနဲ့လိုက်ဖိပေးတယ်ပေါ့နော်မျက်တောင်တူမကွာအောင်လို့ပေါ့နော်မရွေ့အောင်ပေါ့နော်ဒီဘက်တစ်ဖက်လည်းမျက်တောင်တူထပ်တက်နေပါတယ်ပြီးတဲ့အခါမှာခုံးတက်လေးနဲ့ပေါ့နော်အပေါ်လေးကိုလိုက်ဖိပေးတယ်ဒီပေါ့နော်တတရရလေးဖြစ်သွားအောင်လို့ပါပြီးတဲ့အခါမှာမျက်ခုံးမွေးစဆွဲနေပါပြီခုံးမွေးဆွဲနေပါလေဘက်ကဒီဘက်ကပေါ့နော်အောက်အရင်ဆုံး line လေးနဲ့ဆွဲနေပေါ့နော်ခုံးမလေးဆွဲနေပါလေခုံးမလေးဆွဲလို့ပြရမှာကိုစလာလေးနဲ့ပေါ့နော်နားလေးတွေလိုက်ပြီးတော့တိမ်ပါတယ်ကဲတော့မျက်ခုံးမဆွဲနေသိချင်တယ်ဆိုရင်ချွတ်တဲ့YouTube ကလည်းမျက်ခုံးမဆွဲနေတည်တန့်ဆွဲနေလေးတင်ထားပါတယ်နော်ရိပ်နီးလေးပါပါတယ်ရှင်အဲ့မှာသွားပြီးတော့လေ့လာလို့လည်းရပါတယ်ရှင်ခုံးမလေးအနားလေးလိုက်တက်နေပါတယ်ပြီးတဲ့အခါမှာနှာခေါင်းစဖို့ပါတယ်နှာခေါင်းလေးပေါ်လိုက်ပါတယ်နှာခေါင်းလေးပေါ်လိုက်ပါတယ်ပေါ့နော်နှာခေါင်းပေါ်ရပြီးတဲ့အခါမှာပါးနေလေးပေါ့နော်စပြီးလိမ့်ချနေပါတယ်ပါးနေလေးလိမ့်နေပါတယ်ရှင်ပါးနေလေးလိမ့်ချနေပါတယ်ရှင်ပါးနေလေးကိုအောက်ကနေအထက်ကိုဆွဲတင်သွားတဲ့ပုံစံလေးလိမ့်ချနေပါတယ်ရှင်ပြီးတဲ့အခါမှာနှာခမ်းနေလေးဆိုးနေပါတယ်
ခန်းနေလေးဆိုပြီးတော့အားလုံးရဲ့ပြီးစီးတော့မှဖြစ်ပါတယ်ခန်းနေလေးဆိုပြီးတော့ရင်တော့ပြီးတော့ပါပြီချွတ်တဲ့ရဲ့အကောင့်လေးကို like follow လုပ်ပေးကြပါဦးနော်ဒီနေ့ make up လုပ်လေးရတော့ smoky eye makeup လုပ်လေးဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ချွတ်တဲ့ရဲ့အကောင့်လေးကို subscribe လေးလုပ်ပေးဖို့မမေ့ကြနဲ့နော် like လေးလည်းပေးကြပါအောင်ရှင်ဝင်ကြည့်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးထူးလည်းတင်ရှိပါတယ်ရှင်ဒီနေ့လုပ်လေးရတော့ smoky eye လုပ်လေးဖြစ်ပါတယ်နှာခမ်းနေဆိုနေပါတယ်ရှင်နှာခမ်းနေရောအတွင်းထဲမှာတရားအထဲထဲမှာအပြင်မှာတရားအတွင်းထဲမှာတရားပုံစံမျိုးဆိုရပါတယ်ရှင်ဒီနေ့နှာခမ်းနေလေးရတော့โอเคအားလုံးလေးဖြစ်ပါတယ်အားလုံးကိုထူးကျေးဇူးတင်ပါတယ်ရှင်